မင်္ဂလာပါရှင်တစ္ဆာနီဤကြပြားအကြောင်းပြောရအောင်စာအုပ်မှာပစ္စုပန်မြန်မာကြပြားနဲ့အနာဂတ်ဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပကန်းခေတ်သိုးကလေးမြကန်စတဲ့ကြပြားများမှစတင်ရည်တွက်လျင်မြန်မာကြပြားသမိုင်းသည်အနှစ်1000ခန့်ရှည်လျားခဲ့ပြီးအတိတ်ကြပြားကိုခြေရာကောက်ရှင်းပြလိုစိတ်မရှိတော့လဲမျက်မှောက်မြန်မာကြပြားနှင့်အနာဂတ်အကြောင်းပြောခြင်းလျင်ခြံလက်၍မရနိုင်ခေတ်ဆန်းမတိုင်မီကာလအထိမြန်မာကြပြားကိုခန္ဓာဝင်ဟုအကြမ်းပြင်းသတ်မှတ်ကြပါစို့ကုန်းမောင်ခေတ်ကုံဆုံးကနီဥပုံညနှင့်အချုပ်တန်းဆရာပေတို့အလွန်ဆရာကြီးတခင်ကိုတော်မိုင်းတို့ခေတ်ကိုနှောင်းခန္ဓာဝင်ဟုဆိုရပေမည်နောက်ဆရာစော်ကြီးဆရာမင်းသူဝင်တို့၏ခေတ်ဆန်းကြပြားပေါ်ထွန်းလာသည်ခေတ်ဆန်းမှယနေ့ခေတ်ပြိုင်ကြပြားအထိကိုမျက်မှောက်ခေတ်မြန်မာကြပြားသမိုင်းဟုမှတ်ယူနိုင်သည်ထိုသမိုင်းကိုပြန်ကြည့်သောအခါအဆင့်ဆင့်ပရိပခတရားများမှပေါက်ဖွာလာသည်ကိုတွေ့ရသည်အကျဉ်းအားဖြင့်ယခုကဲ့သို့တွေ့နိုင်သည်1940နှင့်50ခေတ်ဆန်းနှင့်ကဏ္ဍဝင်1950မှ1980ခေတ်ကြပြားလက်ဝဲနှင့်လက်ရာပရိပခ1980မှ2000အထိအစဉ်အလာနှင့်မော်ဒန်ပရိပခ1940နှင့်50ခေတ်ဆန်းနှင့်ကဏ္ဍဝင်တက္ကသိုလ်ပညာတတ်လူငယ်များဖြစ်သည့်မောင်သိန်းဟန်မောင်ဝွန်ဆရာစော်ကြီးနှင့်ဆရာမင်းသူဝင်တို့အုပ်စုသည်အင်္ဂလိပ်အမေရိကန်ရိုမန်တစ်ကြပြများကိုလေ့လာရာမှသဘောကျနှစ်ချိုက်ခါအစဉ်လာနှင့်ကွဲသောကြပြများကိုစမ်းသပ်ရေးဖွဲ့လာကြသည်ရင်းကိုစာအုပ်စုစည်းထုတ်ဝေကခေတ်ဆန်းကြပြများဟုအမည်ပေးခဲ့ကြသည်ထိုခေတ်ဆန်းကြပြများကိုမြင်ရသောအခါအစဉ်အလာကြပြရေးသူများသည်အထိတ်တလန့်ဖြစ်ကအကြီးအကျယ်ဆန့်ကျင်တိုက်ခိုက်ကြသည်ဥပမာယတိဥစိန်တာတို့အုပ်စုသို့သောခေတ်ဆန်းသည်ကောင်းစွာအောင်ပွဲခံနိုင်ခဲ့သည်ခေတ်ဆန်းနှင့်ကဏ္ဍဝင်ကြပြတို့၏အကြောင်းအရာပဋိပက္ခဖြစ်သည်ကဏ္ဍဝင်ကြပြသည်ယခင်ကဘုံတော်ဝယ်များတောဝဲတောင်ဝဲရာသီဥတုဝဲများဇန်နိပတ်950လားဇက်ကြောင်းရာများကိုသာရေးဖွဲ့လေးရှိသည်ခေတ်ဆန်းကြပြသမားများသည်ထိုသူများရေးဖွဲ့ရန်မလိုဟုယူဆကချက်လက်ထားခဲ့သည့်လက်တွေ့လူလောကမှအသေးအဖွဲအကြောင်းအရာများကိုရေးဖွဲ့လာကြသည်ကဏ္ဍဝင်ဝါဒသည်တဘာဝဝါဒဖြစ်၍ခေတ်ဆန်းသည်လူသားဝါဒဖြစ်သည်ဟုဆိုနိုင်လေသည်1950မှ1980ခေတ်ကြပြပဋိပက္ခလက်ဝဲနှင့်လက်ရာဆရာတကုံတာယာဤစာပေတစ်အယူအဆကိုဆရာတောင်းတွေဆွေကပြည်သူကြပြအမည်ဖြင့်ဆက်လက်တည်ဆောင်ခဲ့သည်ပြည်တွင်းစစ်ငြိမ်းချမ်းရေးလယ်သမားအလုပ်သမားအရေးဖိနှိပ်ခံပြည်သူများအရေးကိုအလေးနက်ထားကလက်ဝဲဝါဒကိုယုံကြည်သူကြပြဆရာတွေကရေးဖွဲ့ကြသည်ဒနာရှင်လူဒန်းစားကိုအကာအကွယ်ပေးသောကြပြတွေလည်းရှိခဲ့သည်လက်ဝဲကြပြဝါဒသည်တော်လန်ကြပြဝါဒအထိရောက်ရှိခဲ့သည်စာပေတစ်ပြည်သူကြပြသည်လူဒန်းစားကိုအခြေခံသည်1980မှ2000အထိအစဉ်အလာနှင့်မော်ဒန်ပရိပက္ခအစဉ်အလာကာယံကိုအားပြုသည့်အဆက်အဟပ်ညီဖွဲ့ဆိုနေသောစနစ်ကိုမော်ဒန်ကြပြကကြောခိုင်းလာခဲ့သည်ရှေးတကဲ့သို့ပင်ကြပြလောကအတွင်းတွင်ပြင်းထန်သောတိုက်ပွဲတွေဖြစ်ခဲ့သည်ထိုစဉ်ကအထက်စီးရနေသောအစဉ်အလာကြပြများ၏နှိပ်ကွပ်မှုများကိုမော်ဒန်ကြပြဆရာတွေခါးစည်းခံခဲ့ရသည်1990ကာလတဝိုက်တွင်မူမော်ဒန်ကြပြကစတင်အသာစီးရလာက2000တွင်မူပြတ်သားစွာအောင်ပွဲခံနိုင်ခဲ့သည်ယခုအခါမြန်မာနိုင်ငံရှိထွက်သမျှမဂ္ဂဇင်းအများစုတွင်ခေတ်ပေါ်ကြပြကသာအဓိကနေရာယူထားပြီးအစဉ်လာကြပြကိုအားနည်းစွာမဂ္ဂဇင်းအနည်းငယ်၌သာတွေ့ရတော့သည်1940 50ခေတ်ဆန်းနှင့်ကဏ္ဍဝင်ပဋိပက္ခသည်အကြောင်းအရာကွဲပြားခြားနားမှုပဋိပက္ခဖြစ်သည်1950မှ80ကြားကြပြပဋိပက္ခမှာအယူဝါဒပဋိပက္ခဖြစ်သည်လက်ဝဲနှင့်လက်ရာအယူအဆပြည်သူကြပြသည်ခေတ်ဆန်းကြပြ၏အကြောင်းအရာပိုင်းကိုပင်ဆက်ခံရေးဖွဲ့ခဲ့သည်1980မှ2000မော်ဒန်နှင့်အစဉ်လာပဋိပက္ခသည်အနုပညာဝါဒပဋိပက္ခဖြစ်သည်ရှေ့ရနှစ်ခုမှာကြပြတွင်အကြောင်းအရာ၏တော်လှန်ရေးဟုဆိုနိုင်ပြီးယခုနောက်ဆုံးပဋိပက္ခကိုမူပုံသဏ္ဍာန်တော်လှန်ရေးဟုဆိုနိုင်လေသည်တက္ကရာ2000နောက်ပိုင်းတွင်မူ
ခေတ်ပေါ်ကဗျာဤရည်စည်းကြောင်းတွင်ခေတ်ပြိုင်ကဗျာပေါ်ထွန်းလာကအတူစီးဆင်းခဲ့သည် Modern နှင့် Contemporary ခေတ်ပြိုင်ကဗျာသည် Post Modern အမျိုးအစားသာဖြစ်သည်ဖြင့် Modern နှင့်ကြီးမားသောပဋိပက္ခဟူ၍မရှိပေသို့သော Modern ကဲ့သို့ပုံစံတော်လှန်ရေးမဟုတ်ဟောဟာရတော်လှန်ရေးဖြစ်သည် LP, PLP နှင့် Conceptual Poetry, Flag ကဗျာ Digital ကဗျာစသည်တို့ကိုကြည့်ပါကဗျာရေးပုံအပြင်ကဗျာဆရာတယောက်၏အခြားပူးတွဲတာဝန်တစ်ခုမှာကဗျာအင်ပါယာကိုချဲ့ထွင်ခြင်းဖြစ်သည်ဒီနေ့အထိမြန်မာရောကမ္ဘာမှာပါကဗျာဖွံ့ဖြိုးစီပင်နေခြင်းမှာထိုချဲ့ထွင်မှုကြောင့်သာဖြစ်သည်ကဗျာသမိုင်းဆိုတာကဗျာဆရာတွေအဆက်ဆက်ချဲ့ထွင်ခဲ့သောသမိုင်းသာဖြစ်သည်လူဖွဲ့အစည်းသည်တိဆောက်ခြင်းပေါ်တွင်အခြေခံသည်နိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုအမှုပညာအားလုံးတိဆောက်ကြရမည်တိဆောက်ခြင်းတွင်၃ပိုင်းပါဝင်သည်၁သင်ယူ၂လေ့ကျင့်၃ချဲ့ထွင်ကျွန်တော်တို့သည်မလွဲမသွေကဗျာဗီဒဆိုင်ရာချဲ့ထွင်မှုများကိုပြုလုပ်ကြရပေမည်ကဗျာအတန်း3ဇူလိုင်2014